တလဲရင်းများလို့အကန့်ငါရှိပါတယ်ခင်ဗျာအမှုမများဘူးနောက်တော့ဖြောပြပါဦးမယ်အစီအစဉ်တွေကျွန်တော်တို့မှာအများကြီးပဲဇက်တိုက်ကိုပဲကျွန်တော်တို့အလုပ်လုပ်သွားမှာပါကျွန်တော်တို့ခေါ်ထားတဲ့အထူးဧည့်သည်တို့တွေအများပါတယ်ခင်ဗျာဟုတ်ပြီခင်ဗျာကျွန်တော်တို့ဒီကားကြတော့ဒီဆိုတော့နည်းနည်းပြောရင်တော့ကြွားရလဲကြမယ်ကျွန်တော်ပြောရမှာကိုရှက်ပါတယ်ခင်ဗျာရှက်ပါတယ်ခင်ဗျာတကယ်ပါအသက်ကြီးမှမင်းသားစိတ်ပေါက်လို့ပေါက်အဲ့တော့ကိုတီလုံးဖြစ်ပါတယ်ကိုတီလုံးဆုံးမှသူနှစ်သက်ရတဲ့ချင်းလေးတစ်ပုတ်ပုံနဲ့ဖြော်ရပါအောင်မယ်စားတောက်နေတဲ့အမိဖာများကိုနည်းနည်းသူတချင်းလေးတွေနာတော်တာဆင်ပေးပါလို့အနှုံးညွန့်တောင်းပန်ပါတယ်ခင်ဗျာကိုတီလုံးကြွပါကျေးဇူးတော်ပါတယ်ကျွန်တော်ရှင်းဖို့ဆိုမယ်ဆိုပါတမတော်ငါပြောတယ်ဆိုတဲ့မောင်ရဲ့တမချင်းကိုတော့မလားမုံလာဥကိုတော့မလားခွာရမုံလာငါဘယ်မုံလာဥကိုဆိုပါဟုတ်ပါတော်ပါအချိန်စီးသွားပါပြီကျွန်တော်မဟုတ်ပါဘူးတဲ့ခင်ဗျာမဟုတ်ပါအချိန်စီးသွားပါခင်ဗျာဟုတ်ကျွန်တော်တို့ကနောက်ကတော်မောင်ရတော်မောင်လာဟုတ်ရပါဟုတ်ပါလေအဲ့ဒါလူတွေအင်တိုင်းအဲ့ဒါချော်ပြီးသွားတာ